မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်ဆွန်းလှူတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ဆွန်းကိုလှူတယ်လို့တွေမမှတ်နေတဲ့၅မျိုးလှူတယ်လို့မှတ်တယ်ဒီလိုပြောတယ်ဘယ်နှမျိုးလှူတယ်၅မျိုးလှူတယ်တဲ့ဟုတ်ပြီလား၅မျိုးကဘာလဲမေးလို့တော့အာယုအသက်ရှည်ကြောင်းကိုလှူတာတဲ့ဘာရှည်ကြောင်းလဲဟာသဗ္ဗေတ္တအာဟာရထိတိကတတ္တဘဝမှန်တယ်မြဘယ်ပေါ်မှာတည်တယ်အာဟာရပေါ်မှာပြီးတယ်ဟုတ်လားဘလောက်ပဲအသက်ရှည်မဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်အာဟာရသာမရှိရင်အသက်ရှည်လို့ရလားဒကမကြီးတော်ခင်ဝင်းဆိုအဲ့ဒါငါအသက်ရှည်ကြောင်းကောင်းမှုငါခဏလာလှူတယ်လို့မှတ်လိုက်ဟုတ်လားစွန့်လှူတယ်ဆိုတာတဲ့လေဘောဓနာဘိကဝေတရမာနောဒါယေကောပြင်စဌာနာနိဒေတိအာယုံဒေတိနောက်တကနံပါတ်2ကဝဏ္ဏဒေတိဝဏ္ဏဆိုတာရုပ်အစင်းလာကြောင်းကောင်းမှုကိုလည်းလှူတယ်လို့မှတ်တဲ့မြတ်စွာဘုရားကဘလောက်ပဲရုပ်အစင်းကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်အစာအာဟာရသာကောင်းကောင်းမစားရင်ရုပ်လှနိုင်သေးလားမလှနိုင်ဘူးဟုတ်လားရုပ်အစင်းလှကြောင်းကောင်းမှုလည်းငါကနေ့ပြုတယ်လို့ဒီလိုနားလဲဟုတ်ပြီနော်အာယုန်ဒိဋ္ဌိဝဏ္ဏဒိဋ္ဌိဒုက္ခံဒိဋ္ဌိဒုက္ခဆိုတော့ချမ်းသာဘလောက်ပဲချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်အစာအာဟာရမစားရဘူးဆိုရင်ချမ်းသာသေးလားသူတော်ကောင်းတို့တွေအနေနဲ့များမကြမ်းမာတဲ့ဒဏ်တော့ခံဘူးမှာပဲလေဟုတ်လားဘုရားတို့ငယ်ငယ်စာသင်သားဘဝဒီမန္တလေးမှာစာသင်တော့ကသတင်းကြိုဆိုရင်ဖျားကြတယ်လေဟာခဏဖျားတာတော့ပဲခဏတုတ်ကွေးလာတော့လည်းပြိဿစားခြင်းစိတ်ရှိမစားရဘူးဆိုရင်ဘလောက်ဆင်းရဲထားတော့ဒါပြောချင်လားဟုတ်လားစားစရာတွေဘလောက်ပေါ်စားခြင်းစိတ်ပြိဿကြမ်းမာရေးမကောင်းမှုဆိုရင်စားခြင်းစိတ်ရှိသေးလားသူများတွေစားတာကြည့်ပြီးတော့ကိုယ်စားခြင်းစိတ်မရှိဘူးစားလည်းရတာမရှိဘူးဆိုဘလောက်ဆင်းရဲဟုတ်လားအဲကြောင့်ဆွန်းလှူခြင်းဟာတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကချမ်းသာကိုလှူရလဲရောက်တယ်ဒါပြောကြလားဟုတ်လားအေးအဲကြောင့်ခဏ၃မျိုးလှူပြီးပါပြီနော်အာယုန်ဒေတိအသက်ကိုလှူတယ်ဝဏ္ဏဒေတိအစင်းကိုလှူတယ်ဒုက္ခံဒေတိချမ်းသာကိုလှူတယ်နောက်တကဗလံဒေတိတဲ့ခွန်အားဗလကိုလည်းလှူတယ်တဲ့ခွန်အားဗလဆိုတာပြိဿဘလောက်ပဲခွန်အားဗလပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ်အာဟာရမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ခွန်အားဗလကြီးကျင်လည်းကြီးလို့ရသေးလားမရဘူးဗျဟုတ်ပြီလားခွန်အားဗလကိုလည်းပြေးလူရရောက်တယ်တဲ့နောက်ဆုံးကတော့သူတော်ကောင်းတို့တွေပฏิဘာနံဒေတိတဲ့ပညာကိုလည်းပေးလူရရောက်တယ်တဲ့ဘာကိုလည်းပေးလူရရောက်တယ်ဉာဏ်ဘလောက်ပဲထက်အစာကောင်းကောင်းမစားရဘူးစားခြင်းတိုင်းမစားရဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဉာဏ်ထက်လို့ရသေးလားသူတော်ကောင်းတွေကြားဘူးလိမ့်မယ်မာတိကာမာတာဆိုတဲ့မျိုးသမီးကြီးတယောက်ရှိရလေတန်ခါ900အဲ့ဒီရွာကိုအမိပြုတ်ပြီးတော့အဲ့ဒီဓမ္မကြီးကခေါင်းဆောင်ပြီးတော့ချက်ပြုတ်ကျွေးတာဆွန်းနေပါလေလောင်းတယ်တန်ခါ900ဟောတဲ့တရားနာပြီးတော့တရားကျင့်တော့အဲ့ဒီဓမ္မကြီးကဘာဖြစ်တော့သောတာပန်တဂရကအနာဂံဖြစ်တယ်သူကတရားဓုတွေရသူကတရားဓုရတော့သူ့ရဲ့ဉာဏ်နဲ့သူ့ရဲ့တကိုးနဲ့ကြည့်လိုက်တဲ့အခါတန်ခါ900ကတပားမှတရားဓုမရအံ့ဩစရာနော်သူပြုစုတဲ့ယဟန်တွေရဲ့ဟောတဲ့တရားနာပြီးတော့သူကဘာဖြစ်တော့တရားရသူပြုစုနေတဲ့ကိုတော်တွေကတရားရလားမရဘူးဟာဘလို့ဖြစ်လို့တော့ဘလို့ဖြစ်လို့တော့ကြည့်လိုက်တဲ့အခါကျတော့အာဝါဒတပ္ပါယကြောင်းကများအစင်မပြေလို့လားပုဂ္ဂလတပ္ပါယတယောက်နဲ့တယောက်များအစင်မပြေကြလေသလားဥဒ္ဓတပ္ပါယယာတိဥဒ္ဓကြီးကပြင်းလွန်းလို့ကိုတော်တွေတရားအထုတ်လို့အစင်မပြေလေရောသလားဘာများအားနေချက်ရှိသလဲလို့ကြည့်လိုက်တဲ့အခါကျတော့ဘောဓနာတပ္ပါယတဲ့ဟုတ်လားဘောဓနာတပ္ပါယဆိုတော့ငရုတ်သီးဖုံးကျွေးခြင်းတဲ့ပုဂ္ဂိုလ်ကငရုတ်သီးမစားရဘူးပေါ့ဗျာဟုတ်လားပြောခြင်းတဲ့ဘာကပြိဿစားခြင်းနာနဲ့ရနေတဲ့အာဟာရနဲ့တခြားစီဖြစ်နေတာပြောတာဥမာဘိုက်ကမကောင်းပါဘူးဆိုမှပဲကြည့်စားနေရတာမျိုးလေဟုတ်လားနေပူပါတယ်ဆိုမှငရုတ်သီးကြည့်စားနေရတာမျိုးလေဟုတ်လားကိုလိုချင်တဲ့ဟာနဲ့ပြိဿရနေတာနဲ့ကမဟာသတ်ဒါပေမဲ့ယဟန်တန်ဃာတော်ဆိုတော့လေသူတစ်ဖက်သားကျွေးတာပေးတာစားရတာဆိုတော့ဘာစားကျင်တယ်လို့ပြောလို့ကလည်းအစင်မပြေ။အော်တန်ဃာတော်တွေအစင်မပြေတာဘောဓနာတပ္ပါယပဲ။အဲ့ဒါကြောင့်ငါဒီကိုတော်လေးတွေငါပြင်ပေးမှဖြစ်မယ်ဆိုပြီးတော့ဒကမာကြီးကဟင်းတစ်ခွက်ချက်ရင်3မျိုးလောက်ချက်တာတဲ့။ဥပမာစီနဲကတစ်ခွက်စီမပါဘဲနဲ့ကတစ်ခွက်စီများလေးကတစ်ခွက်ဒီလိုမျိုးနေမှာပေါ့နော်။အဲ့တော့ရှင်ဖျားတို့ကြိုက်နေတဲ့ပုံစံမျိုးလေးထားလို့ရအောင်မျိုးသူကထားပေးတာ။အဲ့ဒီမှာတန်ဃာတော်ရှင်သူမြတ်တွေကကိုနဲ့တင့်တော်မဲ့ပုံစံလေးတွေရွေစားသွားရင်းနဲ့ဘာဖြစ်တုံးပေးလဲတော့ဝါလာကင်းတို့သတင်းကျွတ်တော့တန်ဃာ900အဲ့ဒီမှာညံနေတက်ပြီးတော့ယဟန္တာတွေဖြစ်ကြတယ်ဗျာဟုတ်လားအဲကြောင့်မို့စားတောက်ကလည်းပြိဿညံဖြစ်ဖို့အတွက်အဓိကနေရာကမလိုအပ်ဘူးလားလိုအပ်တယ်အဲကြောင့်ဒကမကြီးဒေါခင်ဆွေဝင်းငါကနေ့ဆွန်းလှူတာဆွန်းတစ်မျိုးတည်းလှူတာမဟုတ်ဘူး9မျိုးလားလှူတယ်လို့မှတ်